ရှင်းကြီးကဟီဂီကာမာဆိုတဲ့အမျိုးသမီးကိုချက်ပြုတ်တာမှာပါရမီရှိတာပဲလို့ပြောတော့ဟီမီကာမာကသူသာချက်ပြုတ်လိုင်းကိုရွေးချယ်မယ်ဆိုရင်အဖွဲ့ကပံ့ပိုးပေးမှလားလို့မေးပါတယ်အဖွဲ့ကပံ့ပိုးနေတဲ့ပါရမီရှင်တိုင်းဟာနတ်ဖျားရဲ့စုလိုက်ဖြစ်ပြီးကိုယ့်ဘာသာရွေးချယ်လို့မရဘူးလို့ရှင်းကြီးကပြောပြီးမင်းတို့ရွေးချယ်ပြီးသားရှိရလို့ဆိုပါတယ်ဒါဆိုကျွန်တော်ကရှင်တန်ရချင်းအတိတ်ဘက်ကိုထူထူရှာနေစရာမလိုတော့ဘူးပေါ့ဟီမီတဲ့သူသိမ်းထားတဲ့စပိုမှုဝတ်ဆောင်လေးကိုကြည့်ရင်ချီစာတိုးရဲ့တက်ပုံထွက်လာပါတယ်ချီစာတိုးကိုသတိထားပြီးကင်တွဲကိုရှင်းကြီးကသတိပေးထားပေမဲ့ဟီမီကတော့ဂတိတော့အပြည့်မပေးနိုင်အောင်လို့ဆိုပါတယ်လေကော့စ်ကဖေးမှာတော့ဝင်ငွေနဲ့ထုံးငွေမမျှပဲဆိုင်ကရှုံးပေါ်နေပါပြီဝင်ငွေကဒီကထောက်ပံ့တာနဲ့လေကော့စ်အလုပ်အပ်တဲ့လူတွေစီကနေရတဲ့ဟာတွေပါထည့်ပေါင်းထားတာတော့အရှုံးပေါ်နေခဲ့တာပါအကြောင်းကတော့ချီစာတိုးကမစ်ရှင်တိုင်းမှာဈေးကြီးရဲ့ရောဘာကြီးတွေကိုပဲသုံးနေလို့ပါဒါကြောင့်တီကီနာကဒီနေ့စပြီးဆိုင်ရဲ့အသုံးစရိတ်အားလုံးကိုသူပဲစီမံတော့မယ်လို့ဆိုပါတယ်တီကီနာကဆိုင်မှာမလိုအပ်တဲ့အသုံးစရိတ်တွေလျှော့တာရေဘိုးမီတာဘိုးတွေကအစားချွေထားဖို့လုပ်ပါတော့တယ်တနေ့တော့ချိန်ကိုင်မိုင်းတစ်ခုရှင်းရဖို့ဖြစ်လာပါတယ်မိုင်းရှင်းပြီးကမှအလုပ်အပ်သူတွေကတနက်နဲ့ချိန်ပြီးပတ်ဆက်မပေးနိုင်တော့ဘူးလို့ဆိုပါတယ်ချီစာတိုးကတနက်ကိုလူပြီးတစ်ချက်ပြန်ပစ်လိုက်ပါတယ်ပြီးတော့မိုင်းကမပြီးသေးဘူးကျိုးနှချောင်းကျက်သေးတယ်ကိုယ့်ဘာသာကိုဆက်လို့ဆိုပြီးထားခဲ့ပါတယ်အဲဒီတော့မှလောကပေးရမယ်ဆိုပြီးထုတ်ပေးလို့ပြီးအောင်ရှင်းပေးခဲ့ရပါတယ်ဆိုင်မှာလည်းမီဇူကီကရေခဲမိုးသစ်ကိုစမ်းသက်ရောင်းချလိုက်တာရောင်းရလုံးတော့လက်မလည်နိုင်အောင်ဖြစ်နေပါပြီဆိုင်မှာလူမဆန်းတော့လို့အပြင်မှာတောင်တန်းစီနေကြရပါတယ်တခါမှအလုပ်ဝယ်မကူတဲ့ကုလိုမီတောင်အလုပ်ကူလုပ်ရပါတယ်ချီစာတိုးကိုဒီကဆေးလာစစ်ဖို့ဖုန်းဆက်ပြင်မဲ့ဆိုင်မှာအလုပ်ရှုံနေလို့ဆိုပြီးချီစာတိုးကမလာနိုင်အောင်ပြောပါတယ်ချီစာတိုးနဲ့တီကီနာတို့ကဘာသာစကားသင်တန်းကျောင်းမှာအချိန်ပိုင်းသင်တာမူချိုကျောင်းမှာအချိန်ပိုင်းလောက်တာတနက်ပြက်ကွင်းမှာနီးပြလှုပ်တာစားတဲ့အလုပ်တွေပါလုပ်ပြီးဆိုင်ရရှုံးကိုကာမိအောင်လုပ်ကြပါတော့တယ်ဒီလိုနဲ့ဆိုင်ရဝင်ကအလှည့်မြန်တိုးတက်လာပါတယ်ဆေးစစ်ဖို့ဖုန်းဆက်လာတော့တီကီနာကဖုန်းဝင်ယူပြီးမနက်ဖြန်လွှတ်လိုက်ပါမယ်လို့ဆိုပါတယ်နောက်နေ့မှာတော့ချီစာတိုးတယောက်ဆိုင်ကိုလည်းရောက်မလာသလိုဆေးစစ်ဖို့လည်းမသွားခဲ့ပါဘူးမာဂျီမာကသူ့အိမ်ကိုရောက်လာခဲ့တာပါတီကီနာကဖုန်းနေဆက်တော့တော်တော်နဲ့မကင်ပဲနောက်ကျမှငါပြဿနာလေးတက်နေလို့နည်းနည်းကြာမယ်လို့ဆိုပါတယ်မာဂျီမာကတနက်နဲ့လှမ်းပစ်လိုက်တော့ချီစာတိုးကရှောင်လိုက်ပါတယ်မာဂျီမာကသူ့ကိုမှတ်မိလားလို့ပြောတော့ချီစာတိုးကငါနင်းမျက်နှာကိုသွေးရည်နဲ့ထွေးခဲ့ရလေလို့ဆိုပါတယ်တကယ်တော့မာဂျီမာလည်းချီစာတိုးလို့အလန်ဖွဲ့ရဲ့ဇီဝရုပ်လဲဆွဲလေးရှိပါတယ်အလန်ကနင့်ကိုလူစိုးမျိုးကိုထောက်ပတ်နေရလားလို့ချီစာတိုးကမေးတော့အလန်ကြောင့်နေမသိသေးရရှိသေးတယ်လို့ပြောပါတယ်အဲ့ချိန်တီကီနာရောက်လာလို့မာဂျီမာလည်းပြန်သွားရပါပြီတကားပေါ်မှာတိုးရင်ပဲမာဂျီမာကလက်အုံးမှုရောက်လာပြီးထွက်ပြေးနိုင်တော့ပါတယ်တီကီနာကတော့ချီစာတိုးကိုသူ့ဖုန်းဆက်ရင်3ခါအတွင်းကိုင်းမုန်းနဲ့3ခါကြော်သွားရင်တော့သူလိုက်လာမယ်လို့ဆိုပါတယ်ညကျတော့ချီစာတိုးကတနက်လေးကိုထုတ်ပြီးတိုက်ချွတ်နေပါတယ်အဲ့ဒါကဒီကတနက်မဟုတ်ဘူးလားလို့တီကီနာကမေးတော့အလန်ဖွဲ့ကပေးခဲ့ရလို့ဆိုပါတယ်တီကီနာလည်းချီစာတိုးကိုခွေးရုပ်ကြီးချိန်လေးတစ်ခုလက်ဆောင်ပေးပါတယ်ပြီးတော့နောက်နေ့ဆေးသားစစ်ဖို့လည်းမှားလိုက်ပါတယ်ချီစာတိုးစိတ်မစစ်ချင်ရတဲ့အကြောင်းကအကြောက်လို့ပါနောက်နေ့တော့ချီစာတိုးလည်းဆေးသွားစစ်ရပါပြီသွေးဖွားဖို့ကြောက်နေတော့ဆရာမကပြီးပါပြီလို့ပြောမှပဲစိတ်ရေးသွားပါတော့တယ်ခဏနေတော့ချီစာတိုးမူးဝေလာပါတယ်ပြီးတော့မေလဲသွားပါပြီတကယ်တော့ဟီမီကချီစာတိုးကိုမေသွားအောင်လုပ်လိုက်တာပါတီကီနာကချီစာတိုးပြန်လာသေးလို့ဖုန်းနဲ့ဆက်နေပေမဲ့ဖုန်းမကင်ပါဘူးဒါကြောင့်တီကီနာလည်းချီစာတိုးစီလိုက်သွားဖို့ပြင်ပါတယ်ဟီမီကချီစာတိုးရဲ့နှလုံးကိုဘိုးဝါးတွေအများကြီးထိုးသွင်းပြီးပျက်စီးအောင်လုပ်လိုက်ပါတယ်ဒီမှာရပိုင်းရှစ်ကပြီးဆုံးလာပါတယ်တီကီနာကချီစာတိုးအန်ရဲ့အကြုံနေရပြီဆိုတာတီးသွားပြီးလာခဲ့ပေမဲ့မမီလိုက်ပါဘူးလောက်သွားတဲ့တရက်ခန့်ကလည်းလွတ်မြောက်သွားပါတယ်ချီစာတိုးနိုးလာတော့ကဖေးကလူတွေအကုန်ဆေးစစ်တဲ့နေရာကိုရောက်နေကြပါပြီဆရာဝန်ကတော့ချီစာတိုးရဲ့အစားထိုးခွဲစိတ်ထားတဲ့နှလုံးသွကိုဖျက်ဆီးတာခံရပြီဖြစ်ကြောင်းနဲ့ချီစာတိုးမှာအချိန်သိမ်းမရှိတော့ဘူးလို့ပြောပါတယ်ချီစာတိုးအနေနဲ့2လလောက်ပဲခံတော့မှဖြစ်ပြီးသူ့ရဲ့နှလုံးအတုကိုပြန်ကောင်းလာစေဖို့နည်းပညာတွေမရှိဘူးလို့လည်းဆိုပါတယ်ဒီလိုနဲ့ပဲလက်လျှော့ပြီးအိမ်ပြန်လာခဲ့ကြရင်ပဲကာယကရှင်ဖြစ်တဲ့ချီစာတိုးကတော့အေးဆေးပါပဲနောက်နေ့မှာတော့ဒီကတက်မိုးကချီစာတိုးကိုခေါ်တွေ့ပါတယ်ဒီကိုပြန်လာဖို့ပြောတော့ချီစာတိုးကချောင်းတွေအသေးတန်ဆိုးပြပြီးမဖြစ်တော့ဘူးအခုပဲသေတော့မယ်ထင်သေးရဲ့ဆိုပြီးလုပ်ပြပါတယ်ပြီးတော့ပေးစရာရှိရဲဆိုတာဘာလဲလို့မေးတော့တက်မိုးကလည်းကင်မရာသေးလေးတစ်ခုကိုထုတ်ပေးပါတယ်အဲ့ဒါကချီစာတိုးပျောက်သွားခဲ့တဲ့ကင်မရာဖြစ်ပြီးသူတစ်ချိန်လုံးရှာနေခဲ့တာပါတက်မိုးကမကြခင်မာဂျီမာကိုရှင်းဖို့စစ်စင်ကြီးတစ်ခုစားတင်တော့မှဖြစ်တဲ့အတွက်ချီစာတိုးအနေနဲ့ပါဝင်သင့်တယ်လို့ဆိုပါတယ်ချီစာတိုးကိုထိတ်တန်းလေးကုစ်ဖြစ်အောင်လေ့ကျင့်ပေးခဲ့တာလုံးဆရာရှိရတယ်မလုပ်ဘဲတည်သွားရင်နှမျောဖို့ကောင်းတယ်ဆိုပြီးပြောတော့ချီစာတိုးကတီကီနာကိုဒီကိုပြန်ခေါ်ဖို့ပြောပါတယ်တက်မိုးလည်းလက်ခံလိုက်တော့ချီစာတိုးလည်းအိမ်ပြန်လာခဲ့ပါပြီကဖေးကိုဖူကီရို2ယောက်ရောက်လာပြီးတီကီနာကိုဒီကပြန်ခေါ်တဲ့အကြောင်းရစာလာပေးပါတယ်မာဂျီမာပုံနေတဲ့နေရာကိုတွေ့ပြီးဖြစ်ပြီးဝင်စည်းဖို့လူအင်အားလိုအပ်နေလို့ခေါ်ရလို့ဆိုပါတယ်တီကီနာကဒီကိုပြန်ရတော့မယ်ဆိုရင်မအရန်တော့ပြောမနေပါဘူးချီစာတိုးကအချိန်2လပဲကြံတော့တာပါမီကာကတော့ကူရာမီကိုချီစာတိုးရဲ့ဘဝဇာတ်ကြောင်းကိုပြောပြနေပါတယ်ချီစာတိုးကငငယ်ကလေးကပါရမီရှိသူဖြစ်ပြီးလူသက်တာမှာထူးချွန်တယ်လို့သတ်မှတ်ခံထားရတာပါဒါပေမဲ့ချီစာတိုးမှာနှလုံးရောဂါရှိနေရကြောင်းနောက်6လနေရင်သေရတော့မှာပါရှင်းကြီးကဒီလိုမျိုးဖြစ်မခံနိုင်အောင်ဆိုပြီးအလန်အဖွဲ့အစည်းရဲ့အထောက်ပံ့နဲ့နှလုံးသွင်းတဲ့ချီစာတိုးကိုခွဲစိတ်ကုသပေးခဲ့ပါတယ်ချီစာတိုးအတွက်လည်းတနက်တလက်နဲ့အလန်အဖွဲ့တစ်စိတ်လဲဆွဲလေးလက်ဆောင်ပေးခဲ့ပါတယ်အလန်ဖွဲ့ရဲ့ရည်ရချက်ကလူသက်တော်တဲ့ချီစာတိုးရဲ့အရေးချင်းကိုကဘာကိုပို့ပေးဖို့ပါ
ချီဆာတိုကိုထိတ်တန်းလေးကိုစတယောက်ဖြစ်လာစေဖို့အတွက်လေ့ကျင့်ပေးဖို့လည်းမီကာကိုခတိတောင်းခဲ့ပါတယ်ဒါပေမဲ့အခုတော့ရှင်းကြည့်ချီဆာတိုကိုတတ်ဖို့ဘာကြောင့်ကြံစီနေရလဲဆိုတာကတော့ထူးဆန်းနေပါတယ်ချီဆာတိုကလူတတ်ဖို့တာဝန်တွေကိုပြီးမြတ်အောင်မထမ်းဆောင်လို့နေမှာပေါ့လို့မီကာကပြောပါတယ်ကူရာမီကဆက်ဆက်တွေ့ရသလောက်ရှင်းကြည့်ကမာဂီမာနဲ့လည်းဆက်သွယ်ရှိပြီးမာဂျီမာကိုလည်းထောက်ပံ့နေတာကြောင့်မာဂျီမာကိုသာဖမ်းနိုင်ခဲ့ရင်ချီဆာတိုရဲ့နှလုံးအကြောင်းလည်းပိုသိလာမယ်လို့ပြောပါတယ်တီကီနာကဒါကိုကြားတော့ဒါဆိုမာဂျီမာကိုမဖြစ်မနေဖမ်းရမှာလားဆိုပြီးဝင်မေးပါတယ်နောက်နေ့မှာတော့တီကီနာကချီဆာတိုကိုအားလည်းရဲ့ခီးနေဆိုပြီးသူနဲ့တူခီးထွက်ဖို့ပြောပါတယ်ချီဆာတိုလည်းပြောသွားပြီးခီးတူထွက်လာပေမဲ့တီကီနာကနွေရာသီဝတ်စုံလေးနဲ့ပါဒါကိုဝတ်တာကလည်းချီဆာတိုရွေးပေးထားတာမလို့ဆိုပါတယ်ချီဆာတိုကလည်းဆောင်းရာသီဝတ်စုံလေးထပ်ရွေးပေးလိုက်ပါတယ်တီကီနာကချီဆာတိုကိုခေါ်ပြီးတနေရာပြီးတနေရာသွားကြပါတယ်နောက်ဆုံးနှင်းကြရဲ့နေရာကိုသွားပြီးနှင်းတွေတူတူကြီးကြပါတယ်တီကီနာကသူဒီကိုပြန်တော့မဲ့ကြောင်းချီဆာတိုကိုဖွင့်ပြောလိုက်ပါတယ်ချီဆာတိုလည်းကြုံလာသမျှရင်ဆိုင်လိုက်လို့ပြောပြီးအပိုင်းကိုကဒီမှာရင်ပြီးဆုံးတာပါတယ်မီဇူကီနဲ့ကူရာမီကချီဆာတိုရဲ့နှလုံးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှာဖွေနေပါတယ်အဲ့ဒီချိန်ချီဆာတိုရောက်လာပြီးကော်ဖီဆိုင်ကိုပိတ်ပစ်တော့မဲ့ကြောင်းလာပြောပါတယ်ကူရာမီကကော်ဖီဆိုင်ကိုပိတ်ပစ်ဖို့နင်းစင်ပြေလားဆိုတော့ချီဆာတိုကအရင်ကလေးကဒီလိုပဲစီစဉ်ခဲ့တာပဲထင်တာအတာပို့ပြီးတော့အချိန်ကြာဖွင့်နိုင်ခဲ့ပါသေးရဲ့လို့ဆိုပါတယ်ပြီးတော့အားလုံးပဲတီကီနာလိုမျိုးလာရလန်းကိုပဲပြန်ကြဖို့ပြောပါတယ်မီဇူကီကဘယ်သွားမလို့လဲပြီးတော့တေတဲအမှတီးခဲ့တဲ့လူနဲ့တော့တွေ့မှလို့ပြောပါတယ်ကူရာမီကတော့ချီဆာတိုမရှိမှဒီနိုင်ငံဟာသူ့အတွက်အနေအများလွန်းတာကြောင့်နိုင်ငံခြားကိုပဲသွားနိုင်မယ်လို့ဆိုပါတယ်ချီဆာတိုကဂျာမနီသွားပါလားပုတ်ကိန်းတွေများပြီးပြန်ပွဲတွေလည်းရှိရဆိုတော့ကူရာမီကနင်းနေလိုက်ခဲ့ပါလားဆိုပြီးခေါ်ပါတယ်ချီဆာတိုကသူလိုက်ခဲ့ရင်စံစေးကတယောက်တည်းတိကျနေမှာဆိုပြီးတနည်းတော့တီကီနာကိုခေါ်သားပေးတော့လို့တောင်းဆိုပါတယ်လေးကိုစရဲစစ်စရဲစီဝေးမှာတော့မာဂျီမာကိုချိန်မုံမှုအကြောင်းပြောပြနေပါတယ်မာဂျီမာရဲ့လက်ရှိပြမှတ်ကတော့မကြခင်ထုတ်လွှင့်မှုစတင်တော့မဲ့အန်ကီဘိုကူဆိုတဲ့ရုပ်သံလိုင်းဖြစ်နေပါတယ်မာဂျီမာရှိနေတဲ့နေရာကိုအခြေခံမိပြီးလူဝင်အားပြည့်နဲ့ဝင်စီးတော့မှာပါမာဂျီမာကတော့ရှင်းကြီးကိုဖမ်းထားပြီးချီဆာတိုလမ်းကြောင်းလွှဲတော့တာခမားပြစ်လည်းမကင်းဘူးလို့ဆိုပါတယ်ချီဆာတိုအနေနဲ့သူလေးစားရတဲ့ရှင်းကြီးကဒီလိုမျိုးဆိုတာသိသွားရင်စိတ်ကောင်းမှာမဟုတ်ပါဘူးမာဂျီမာကအယ်လန်ရဲ့ရင်သွေးတီကီနာကိုတက်ပစ်တယ်လို့သူ့ကိုရောတက်ပစ်မှလားလို့မေးတော့မင်းကထိုးကြုံတဲ့ကလေးပဲတနက်တစ်ထောင်ကမင်းအတွက်မလုံလောက်သေးဘူးလားလို့ပြန်မေးပါတယ်မာဂျီမာကလည်းပောက်ကွဲကုန်ပါပြီရှင်းကြီးကိုလည်းအခုခမားကိုတက်ပစ်လိုက်ရင်ရောဆိုအဲ့ဒါကသာအယ်လန်ရဲ့စီစဉ်တွေကိုအောင်မြင်စေမယ်ဆိုရင်စတေးကံကိုအဆင်သစ်ပါပဲလို့ရှင်းကြီးကဆိုပါတယ်မာဂျီမာကလည်းခမားတို့ကဒီလိုပဲတရားမျှတမှုအတွက်ဆိုပြီးအမောင်တွေကနေတကဘာလုံးကိုလှည့်စားဖို့ကြက်စီနေတာဒီပြီးရင်ခမားတို့လှည့်ပဲလို့ကြေးဝါနေပါတယ်ကူရာမီနဲ့မီဇူကီကတော့ကဖေးဆိုင်လေးကနေထွက်ခွာသွားပါပြီချီဆာတိုကကောင်းကောင်းသွားဖို့နှုတ်ဆက်နေပါတယ်ဒီတစ်ခါတော့ခီးဆောင်ရိုက်တဲ့ဝင်ပုံးနေစရာမလိုတော့ဘူးလို့ချီဆာတိုကကူရာမီကိုပြောနေပါတယ်ကူရာမီတို့ထွက်သွားတော့ချီဆာတိုနဲ့စန့်ဆေးတို့တန်ရှင်းရေးလုပ်ဖို့ဆိုင်ထဲကိုဝင်လာကြပါတယ်တီကီနာကတော့ဖမ်းမိထားတဲ့မာဂျီမာရဲ့လူဆိုတဲ့သူကိုသူသိကျင်တာတွေတောင်းမိပါတယ်လက်နဲ့တစ်ထောင်ကဘယ်သူဝယ်ခဲ့ရလဲဆိုတာကိုမေးတော့အယ်လန်ကဝယ်ခဲ့ရလို့ပြန်ဖြေပါတယ်တီကီနာလည်းရှင်းကြည့်တဲ့ချက်ဆိုတာသိသွားပါပြီချီဆာတိုကသူ့ဆိုင်လေးကိုအပြင်ကနေရဲကြည့်နေလို့စန့်ဆေးကအထက်ပြန်ခေါ်ရပါတယ်တကယ်တော့ချီဆာတိုလည်းခွဲခွာဖို့ခတ်နေရပါဒီရဲ့လေကိုဆွေကတော့မာဂျီမာရှိရလို့တည်ရထားတဲ့နေရာကိုဝင်စီးပေမဲ့မာဂျီမာကတော့မရှိတော့ပါဘူးအဲ့ဒီစားသူနေခဲ့တဲ့အခန်းထဲကဖန်သားပြင်ကနေလေကိုဆွေကိုဗီဒီယိုခေါ်နဲ့စကားလှမ်းပြောနေပါတယ်မာဂျီမာနဲ့အဖွဲ့မှုတို့အခြေတင်ပြကြပြီးတီကီနာကရှင်းကြီးမမာလေလို့ဝင်မေးပါတယ်အဲ့ဒီချိန်မှာပဲဆက်တယ်မှုပြတ်တော့သွားပြီးစခရင်နဲ့ပိတ်သွားပါတယ်ဆက်ဆေးကချီဆာတိုကိုသူ့တက်သိမ်းထားတဲ့လက်ဆောင်တက်တာလေးထုတ်ပြပါတယ်ဖွေးကြည့်လိုက်တော့ကီမိုနိုတစ်ထည်ပါချီဆာတိုလည်းကီမိုနိုဝတ်ပြီးကျင်းနေပါတယ်သူကီမိုနိုဝတ်ထားတဲ့ပုံကိုရှင်းကြီးစီပို့လိုက်ပါလားလို့ပြောတော့ဆန်ဆေးကထားအော်ပါတယ်ပြီးမှပြောပြစရာရှိရဆိုပြီးချီဆာတိုကိုခွဲစိတ်ပေးခဲ့တော့ငါဂရိအကြောင်းပြောပြပါတယ်ကျိုးချွန်လာတဲ့လှုပ်ချန်သိဖြစ်အောင်ပြုစုပြောထားမှုဂရိအကြောင်းပြောတော့ချီဆာတိုကမယုံပါဘူးချီဆာတိုတင်ထားတာရှင်းကြီးကလူတွေကိုကယ်တင်နေတဲ့ကယ်တင်ရှင်ဆိုတာပါပဲဆန်ဆေးကလည်းပြောရင်ကောင်းလားမပြောရင်ကောင်းလားဆိုပြီးချီဆာတိုကိုရွေးချယ်ခိုင်းတော့ချီဆာတိုကမပြောဖို့ပဲတားပါတယ်သူ့မညံထဲမှာကောင်းတဲ့အမှတ်တရတွေပဲထားခဲ့ခြင်းလို့ပါလေကုစ်အဖွဲ့ကမာဂျီမာကိုခြေရာခံမိပါပြီရုပ်တံလိုက်တဲ့မိတ်ဆက်ပွဲကလည်းစနေပါပြီတာဝန်ရှိသူကစကားပြောနေပြီးဒီစကားပြောပြီးတာနဲ့ရုပ်တံထုတ်လွှင့်မှုစားတော့မှလို့ဆိုပါတယ်ရုပ်တံထုတ်လွှင့်မှုစတင်တဲ့အချိန်မှာထုတ်လွှင့်မဲ့ရုပ်တံကမလာပဲသူပြောချင်တာတွေဝင်ပြောပါတော့ရဲ့တကဘာလုံးမှာအကြမ်းဖက်မှုတွေဖြစ်နေပေမဲ့ဒီနိုင်ငံကတော့စိတ်ပျက်စရာကောင်းလောက်အောင်အေးချမ်းနေတယ်တကယ်တော့အကြမ်းဖက်မှုတွေကိုလူမသိသူမသိဖြေရှင်းပြီးဖုံးလိုက်တဲ့အဖွဲ့တစ်ခုရှိနေလို့ပဲဆိုပြီးပြောပါတယ်ပြီးတော့တချို့နေရာတွေမှာမာဂျီမာတို့ကတနက်တွေလိုက်ဖွက်ထားပြီးလူလူကြတဲ့လက်နက်တွေရအောင်လုပ်ထားကြပါတယ်မာဂျီမာရဲ့လောက်ရကြလူတွေကလေကုစ်တွေရဲ့တည်ရှိမှုကိုစဉ်းစားလာကြပါပြီအဖွဲ့ကောင်းဆောင်ကတော့လေကုစ်စစ်တည်ရှိမှုကိုထာဝရလှုပ်ဝက်ထားမှာပါလို့ပြောပေမဲ့အခုကတော့ပြဿနာအတော်ကြီးနေပါတယ်ပွဲချုပ်ကောင်းဆောင်ကဒီအချိန်မှာချီဆာတိုလိုထိတ်တန်းလေကုစ်တွေကိုသုံးသင့်တယ်လို့အမိန့်ပေးပြီးချီဆာတိုစီဆက်သွယ်ပါတယ်ဆန်စီကတော့ချီဆာတိုအားနေနေတယ်ပြောပေမဲ့ချီဆာတိုကဖုန်းကိုသူ့ကိုယ်တိုင်ပဲယူပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမာဂျီမာရဲ့ဖုန်းဝင်လာပြီးမင်းတို့လေကုစ်ရောက်လာရဲ့သူ့အတွက်အန်နီယံမကင်းဘူးလို့ချိန်ချောက်ပါတယ်ချီဆာတိုလည်းတိုးဝင်သွားပေမဲ့ဆန်စီကတော့သွားမယ်ဆိုပြီးလက်နက်တွေကိုပြင်ခိုင်းလိုက်ပါပြီချီဆာတိုလည်းလက်နက်တွေယူပြီးပြစ်မှတ်ကိုထွက်လာကြရင်အပိုင်း30ရာဒီမာရင်ပြီးဆုံးသွားပါတယ်